သမိုင်းဆိုတာအမြဲတမ်းအောင်နိုင်သူတွေအတွက်ပဲမဟုတ်ပါဘူးတခါတလေမှအစွမ်းအစရှိပါလျက်နဲ့ကံကြမ္မာရဲ့မျက်နှာသာမပေးမှုကြောင့်ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေအကြောင်းကပိုပြီးရင်နာဖို့ကောင်းတတ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေ family ခဏပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ဘေးနောင်ကျော်ထင်အနော်ထားရဲ့မြေတော်နန္ဒဘုရင်ရဲ့သားကြီးတောင်ငူအင်ပါယာရဲ့အနာဂတ်လို့သတ်မှတ်ခံထားရတဲ့အင်ရှင်မင်းကြီးစွာရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကိုပြင်ဆက်ပေးသွားမှာပါဘုံလျုပ်နှင့်ပြည်စုံသောအင်ရှင်မင်းကြီးစွာဟာဟန်တာဝတီစင်မြူများရှင်ဘုရင်နောင်ရဲ့ချစ်လာစွာသောမြေတော်ဖြစ်ပါတယ်ခမည်းတော်နန္ဒဘုရင်နန်းတက်တဲ့အခါမှာသူဟာအင်ရှင်မင်းသားအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်သူဟာရေစွမ်းတတိရှိယုံနဲ့မကပဲခမည်းတော်ရဲ့ယုံကြည်မှုကိုလည်းအပြည့်အဝရရှိထားတဲ့မင်းသားတစ်ပါးပါဒါပေမဲ့သူရင်ဆိုင်ရမယ့်ကံကြမ္မာကတော့အင်မတန်ခါသီးလာပါတယ်အယုဒ္ဓယနဲ့ပရိပတ်ခအဲ့ဒီအချိန်မှာတောင်ငူအင်ပါယာအောက်ကခွဲထွက်ဖို့ကြိုးစားနေတဲ့အယုဒ္ဓယယူရီးယားဘုရင်နရစွမ်းရှိနေပါတယ်နန္ဒဘုရင်ဟာအယုဒ္ဓယကိုနှိမ်နင်းမှုအတွက်ဒါတော်မင်းကြီးစွာကိုအကြိမ်ကြိမ်စစ်ချီခိုင်းခဲ့ပါတယ်မင်းကြီးစွာဟာစစ်မြေပြင်မှာအခက်အခဲပေါင်းစုံကြုံခဲ့ရပေမဲ့ခမည်းတော်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်မဲ့အကြိမ်ကြိမ်ကြိုးစားခဲ့သူပါနောက်ဆုံးတိုက်ပွဲနှင့်သမိုင်းတို့၏အကွယ်အလွယ်1593ခုနှစ်ဇန်နဝါရီလတောင်ငူတက်နဲ့ရုတ်တရက်တိုက်တို့ထိတ်တိုက်တွေ့ကြပါတယ်ဒီနေရာမှာပဲမြန်မာနဲ့ထိုင်းသမိုင်းမှတ်တမ်းတွေအသီးသီးကွဲပြားသွားပါတော့တယ်ထိုင်းသမိုင်းထိုင်းတို့ရဲ့မှတ်တမ်းမှာတော့နရစွမ်းနဲ့မင်းကြီးစွာတို့ဟာစင်စည်းချင်းတူးချင်းထိုးခဲ့ကြတယ်လို့ဆိုပါတယ်စီချင်းထိုးချင်းနရစွမ်းရဲ့လွှားချက်ကြောင့်မင်းကြီးစွာဟာစင်တက်မှာပဲကြာဆုံးခဲ့ရတယ်လို့ရေးသားထားပြီးဒါကိုသူတို့ကဂုဏ်ယူစရာသမိုင်းဝင်ရုတ်တရက်တိုက်ပွဲအဖြစ်ဒီနေ့အထိမှတ်တမ်းတင်ထားကြပါတယ်မြန်မာသမိုင်းဒါပေမဲ့မြန်မာရာဇဝင်မှန်နှမ်းမှာတော့တမျိုးရေးသားကြပါတယ်မြန်မာမှတ်တမ်းအရမင်းကြီးစွာဟာစင်စည်းချင်းထိုးချင်းကြာဆုံးတာမဟုတ်ပါဘူးနရစွမ်းရဲ့တက်ကပြစ်လိုက်တဲ့စိန်ပြောင်းတို့မဟုတ်တနက်ကြီးတင်ပြီးမှစင်ထက်မှာပဲအသက်ဆွန့်ခဲ့ရတယ်လို့ဆိုပါတယ်ဘယ်ဟာပူပြီးအမှန်တရားနဲ့နှီးစက်မလဲသမိုင်းပညာရှင်တွေထောက်ပြတာကတော့စင်စည်းချင်းထိုးတဲ့အလေးထားဟာအင်းဝါခေတ်မှသာခေတ်စားခဲ့တာပါတောင်ငူခေတ်ရောက်တဲ့အခါမှာတော့ပေါ်တူဂီစီကရလာတဲ့ရန်ရာတွေတနက်တီနဲ့အမြောက်တွေကစစ်မြေပြင်ကိုစိုးမိုးနေပါပြီဒါကြောင့်စစ်သူကြီးတွေဟာတူးချင်းစင်စည်းချင်းထိုးတာတဲ့တနက်အမြောက်တွေနဲ့အဝေးကနေတိုက်ခိုက်တာကပိုပြီးရုပ်တည်ရှိနေပါတယ်မြန်မာသမိုင်းမှာစင်စည်းချင်းထိုးတာမရှိသလောက်ရှားသွားချိန်မှာယူရီးယားဘက်ကတော့သူတို့ရဲ့သူရဲကောင်းဆန်ဆန်ပုံဖော်ခဲ့တာလို့ယူဆစရာရှိပါတယ်အင်ပါယာကြီးရဲ့ညီကုံမင်းကြီးစွာကြာဆုံးခြင်းဟာတောင်ငူအင်ပါယာကြီးပြိုကွဲသွားစေဖို့အစပြုလိုက်တာပါပဲခမည်းတော်နန္ဒဘုရင်ဟာတားတော်အတွက်ဝမ်းနဲ့ပူဆွေးမှုတွေကြောင့်စိတ်သက်သာရှင်းပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေစက်တိုက်ချမှတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဟန်တာဝတီနေပြည်တော်ကြီးဟာလည်းပျက်စီးခြင်းသို့ရောက်သွားခဲ့ရပါတယ်မင်းကြီးစွာဟာခမည်းတော်အပေါ်တစ္ဆာရှိတဲ့တားကောင်းတဦးဖြစ်သလိုတာဝန်ကြီးဝင်တဲ့စစ်သည်တဦးလည်းဖြစ်ပါတယ်သူဟာသမိုင်းရဲ့ကြမ်းတမ်းတဲ့အကွေးအကောင်းမှလမ်းပြောက်ခဲ့ရသူပါမိတ်ဆွေတို့ရောစင်စည်းချင်းထိုးရဆိုတဲ့ထိုင်းမှတ်တမ်းကိုယုံကြည်သလားဒါမှမဟုတ်ကြည်သိန်းလို့ကြာဆုံးခဲ့တဲ့ဆိုတဲ့မြန်မာမှတ်တမ်းကိုပို့ပြီးယုတ်တည်ရှိတယ်ထင်ပါသလားမြန်မာသမိုင်းတွေကနောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိကျင်သေးတယ်လဲဆိုတာကွန်းမတ်မှာရေးခဲ့ပေးကြပါအောင်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ